တမချချောမကူတဲ့ကုံဒီတော်လာရေးစားတဲ့ကုံနေပြီအခုမင်းတို့တမချချောဒါအခုတမချချောပြန်ဝင်စားတဲ့လူတွေပေါ့နော်အဲ့တော့ရပြီလားအစီနဲ့သွားလိုက်လေအဲ့တော့တိုက်ပွဲအခုမှစကူတော့အခုမှစတနဘယ်တော့ပြည့်ခဲ့တော့ဒါမင်းမနေနဲ့မင်းမြတ်ပြတွေ့မှာပဲဟမ်တောက်တယ်ကြည့်သေးလားငါတို့ဒီမှာအဲ့တော့မပြပါဘူးတင်တန်းကြောင့်မပြတာနဲ့ဒီမှာမဟုတ်လေဒီမှာလေဒီခုတိုက်ပွဲလေထူတာမလို့ဟုတ်တယ်ခါမှလည်းဒီလိုမဖြစ်ဘူးလေတောက်တာပေါ့အဲ့နဲ့မရလာတာအဲ့တော့ပြောလိုက်ပါဦးချားလူတွေနော်ငါတို့ဂရီနီပြည်ရဲ့ငါတို့ဂရီနီပြည်ရဲ့ရဲပေါ်တွေကပါလဲဆိုတာငါတို့ကညင်နေတော့အဆိုင်မရှိတဲ့ပုံစံမျိုးပါနော်ငါတို့လောက်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲကြည့်ထားလားဒါအသေးတွေရှိသေးတယ်နော်ဒါရှင်းနေအောင်ရှိသေးတယ်နော်